အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ပတ်နားရဲ့လေးမှာတော့ cherry တို့တွေအသုံးဆောင်လေးသုံးစားဖြစ်ပါတယ်ရှင်ကဲအသုံးဆောင်လေးကတော့ဟင်းကားပူပူလေးနဲ့အရန်ကိုမှလိုက်ဖက်ပါတယ်ရှင်ပထမဦးဆုံး cherry အသုံးဆောင်လေးသုံးဖို့အတွက်အာလူးလေးပြုတ်ထားပါတယ်ရှင်အာလူးလေးနူးမနူးကိုဒုတ်ကလေးနဲ့ထိုးဆန်းကြည့်ပြီးတော့ဆဲထုတ်ပြီးတော့အခွန်လေးခွာပြီးတုံးလေးတုံထားလိုက်တယ်နောက်တစ်ခါရေတန်းတစ်ခါထပ်ထည့်ပြီးတော့ရေစူလာရင်တော့ခောက်ဆွဲလေးပြုတ်ထားလိုက်ပါမယ်ရှင်cherry ကဒီနေ့အတုပ်က9ယောက်စာအသုံးမှာဖြစ်တဲ့အတွက်ခောက်ဆွဲကို2ထုပ်လောက်အသုံးပြုထားပါတယ်။ကြာစံတစ်ထုပ်ခောက်ဆွဲ2ထုပ်လောက်အသုံးပြုထားပါတယ်ရှင်။ခောက်ဆွဲလေးတွေကိုဆဲထုတ်ပြီးတော့ရေဆေးထားရပါမယ်။ရေဆေးပြီးတော့မှကြာညိုးနဲ့စီနဲ့ငယ်ထည့်ပြီးတော့နေထားပါတယ်ရှင်။သူထဲကိုထည့်ဖို့အတွက်ပဲပြားလေးလဲကြော်ထားပါတယ်။ပြီးရင်တော့ဟင်းချိုလုပ်ပါတော့မယ်။ကြက်ရိုးနဲ့လုပ်ရင်ပို့ပြီးတော့ကောင်းတယ်။ချိန်ရွာကြက်ရိုးဝယ်မရတော့ကြက်တောင်မန်းလေးနဲ့ပဲလုပ်လိုက်ရပါတယ်ရှင်။ကြက်သားရဲ့အပေါ်ကအမြုံလေးတွေတက်လာရင်ခတ်ထုတ်ပြီးရင်တော့ကြက်သွန်ပြိုများများလေးထည့်ပေးလိုက်တယ်။နောက်ဆုံးမှာဂေါ်ဘီလေးခကြမ်းကြမ်းလေးလီထားတာထည့်ပေးလိုက်ပါတယ်။ငရုတ်ကောင်းမုံလေးလည်းများများထည့်ထားပါတယ်ရှင်။ကဲဟင်းကားလေးလည်းရပြီဆိုတော့cherryအတုပ်လေးနဲ့စားဖို့အဆင်သင့်ဖြစ်နေပါပြီရှင်။ဒါလေးကတော့ပွဲမပြင်ရသေးတဲ့အနေအထားလေးပါ။ဘန်းထဲကိုထည့်ပြီးတော့ပွဲလေးပြင်ပါမယ်ရှင်။လှလေးပြင်ပါမယ်။ခောက်ဆွဲလေးထည့်တယ်ဒါကတော့ခောက်ဆွဲကနည်းနည်းပဲအလှထည့်ထားတာပေါ့နော်ဟိုအိုးထဲမှာအများကြီးကျန်သေးတယ်ကြာစံကစီချက်ကလေးနဲ့နယ်လို့ရှိရင်ဝါဝါလေးနဲ့ဆိုင်တုပ်လေးလိုလှတယ်cherryကမေ့ပြီးတော့ကြာညိုးနဲ့ရောနယ်လိုက်တော့ကြာစံမဲမဲလေးဖြစ်သွားတယ်အာလူးပဲပြခောက်ဆွဲကြာစံနဲ့ဂေါ်ဘီကိုဒီဘန်းထဲမှာလှလှလေးထည့်ပေးလိုက်ပါတယ်ရှင်ဒီနေ့ကတော့cherryကမတုပ်ဘဲနဲ့cherryရဲ့အမျိုးသားလေးတုပ်ကြည့်မှာဖြစ်ပါတယ်cherryကဟင်းနေတာချက်တက်တာအခုလိုမျိုးအတုပ်တွေဆိုလို့ရှိရင်မတုတ်တပါဘူးเนาะအရသာဘာလို့နေမှမသိရနဲ့သူပဲတုတ်ကြည့်ပါတယ်ဒါဆိုရင်တော့စပြီးတော့တုတ်ပါတော့မယ်ရှင်cherry မျိုးသားကဘာပဲချက်ဘာပဲတုတ်သူချက်တဲ့သူတုတ်တဲ့ဟင်းတွေကအရန်ကိုစားလို့ကောင်းတယ်ထိထိမိမိနဲ့ကဲအတုပ်လေးကတော့ရဲပြီးတော့စားခြင်းတရားလေးဖြစ်နေပါပြီရှင်ကဲဒါကတော့မပိုက်အတွက်ပါမပိုက်ကအဆက်တွေမစားလို့အဆင်မပြေတော့ဘောနော်ချိုလေးသူကိုတုပ်ပေးထားတယ်cherry အတွက်ကတော့ရဲနေအောင်တုပ်ထားပါတယ်ရှင်စားကြပါအောင်ရှင်အတုပ်လေးကဆက်လေးနဲ့ဟင်းကားပူပူလေးနဲ့စားကြပါအောင်နော်cherryရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်နောက်တစ်ပတ်နားရက်တွေမှာတဲ့cherryတို့ဇနီးမောင်နှံကဗာလေးတွေချက်ပြအောင်လဲဆိုတာကိုဆက်လက်ပြီးတော့အားပေးကြပါအောင်ရှင်တတာ